စူဇန်မာဒီနေ့လေချက်ချင်းနဲ့တူတူဘာလို့သွားစားလဲကြည့်အောင်ဒီနေ့အလုပ်ကိစ္စနဲ့မျိုးတဲကိုသွားတော့နီလာဒံမောင်းရှေ့ကိုဖြတ်သွားတော့ဟာအနက်နေအရမ်းမွေရတယ်အချစ်ကတော့ဒံမောင်းဇန်ကတော့ထောဘတ်တမင်တက်သားနဲ့စားတယ်ညစာကတော့မြန်မာပလာဇာ3လွှတ်မှာရှိရဆိုတာပို့မှစားခဲ့တယ်ဒီဆိုင်မှာ9သားချောင်းနေရောတော့ပူကီတော့ချားဆိုင်နေလည်းလုံးဝမတူဘူး quality လည်းကောင်းတယ်ဒီနေ့တော့ဇန်ကခုတ်သားထမင်းနဲ့ဆက်ပေါ့နော်တကင်ကြီးလည်းပါတယ်အရင်ဟင်းလည်းပါတယ်ရင်းကြီးဟင်းကျိုလည်းပါတယ်အဲဒီ pork belly ပေါ့နော်အဲ့ဒါလေးစားချင်တာမို့လို့ထားတယ်ပေါ့အာဇန်တို့နဲ့ကအခုလေဝိတ်ချဖို့အစီအစဉ်ကို plan နေတာဆိုတော့အများကြီး heavy တွေမစားနိုင်တဲ့အခါကျတော့ဆိုတော့မို့မှဒီလိုမျိုးတယောက်စာဆက်မီတူလေးလုပ်ပေးထားတာပေါ့နော်သူက19000ကို service နဲ့ test နဲ့ပိုင်း2000ဝန်းကျင်လောက်နဲ့ grey pork တွေရတယ်နေ့တက်လုပ်ထားတဲ့ beef တွေ pork neck တွေ porridge တွေကိုသူထမင်းနဲ့အရင်ဟင်းလေးတွေနဲ့ဆိုလို့ရှိရင်ဘာပဲပြောညစာကိုတယောက်စာတော့ကောင်းကောင်းလောက်တယ်ပေါ့ဆန်ကတော့ထမင်းမစားတော့ဘူးချစ်ကတော့ထမင်းနဲ့တူတူတွဲစားတယ်ပြီးတော့မောမှာဆိုလို့9သားချောင်းသူ့9သားချောင်းကလည်းတခြားဆိုင်တွေကလိုမျိုးမဟုတ်ဘူးအရသာတော်ရှိရယ်တော့ဘူးကြီးလည်းအရသာကောင်းပါတယ်ဈေးနှုန်းအဖြစ်လည်း fair ဖြစ်တယ်အားလုံးပေါင်းမှာ9000ကျော်ပဲကြတယ်ကဲအခုတော့ညစာလေးစားပြီးအိမ်ပြန်လိုက်ပါဦးမယ်ထင်ကြီးပေလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်